ကျွန်တော်တို့တွေဘာတွေပဲလုံနေဘယ်ရာတွေပဲလုံနေကျွန်တော်တို့ပေါက်တူးကင်နေတဝင်းကင်နေချင်းတူးတယ်ဘလို့ပဲလုံဘာပဲလုံအဓိကကလေအုံနောက်ထဲမှာတွေးထားတဲ့အတွေးအဲ့ဒါအရင်အရေးကြီးတယ်ကျွန်တော်အမြဲတမ်းပြောတယ်ဘယ်နေရာပဲရောက်ဘာပဲလုံကိုတွေးတဲ့အတွေးကလေမြင့်နေတယ်မှန်ကန်နေတယ်ဟောဒါမှန်ကန်နေတယ်ဆိုတာကလေကိုယ့်ရဲ့တိုးတက်ရေးလမ်းကြောင်းပေါ်မှာမှန်ကန်နေတယ်ဆိုရင်တော့အောင်မြင်ဖို့တိုးတက်ဖို့အတွက်အများကြီးခွင့်လန်းရှိတယ်နော်လူမျိုးကာယလှုပ်သားနဲ့ညာနာလှုပ်သားမှာကွဲပြားခြားနာတဲ့အရာတွေအများကြီးရှိသေးတယ်ညာနာလှုပ်သားဖြစ်တယ်ကျွန်တော်တို့ကဒါဆိုရင် AI ခေတ်ထဲမှာဆို AI တွေပေါ်နေတယ် AI တွေပေါ်လာတယ်ဗီဒီယို editing တွေလို့သူတို့ရဲ့လာစာတရက်စာဒီဗီဒီယိုတစ်ပုဒ်စာဆိုရင်350ဆိုလဲဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့လူမျိုးကာယလှုပ်သားဖြစ်တဲ့လူတွေအတွက်ကြတော့ဘာဒီအားနေသွားလဲဆိုတော့ဒီကာယလှုပ်သားဖြစ်တဲ့အတွက်ဒီနိုင်ဒီရွာဘတ်ဒီမှာဆိုရင်ရွာဘတ်ဒီမှာဆိုရင်ကျွန်တော်တို့9နာရီကနေစပြီးတော့ညနေ9နာရီရှိပါတော့လောက်ရအဲ့တစ်ချိန်လုံးလုံးနေပြီးတော့ဒါပေမဲ့ရတဲ့ပတ်စံကဒီတရက်စာကကျွန်တော်တို့ဒါဆိုရင်2000ပေါ့အလွန်ဆုံးရ2500ပေါ့ဒီလောက်ပဲရတယ်ဘာတွေကွဲပြားသွားလဲအဓိကခေါင်းထဲမှာတွေးထားဖို့ကိုဘာတွေပဲလုံနေတနေ့တစ်ချိန်မှာဒီတက် level တစ်ခုတက်ရမယ်လို့တွေးထားဖို့အရင်ကောင်းတယ်ကျွန်တော်တို့ဆိုရင်ဒါတွေးထားတာပဲဒါပေမဲ့အဲ့ level ထိရောက်အောင်သွားနေတယ်ပြောရမယ်ဆိုရင်တော့ဒူဘိုင်းပြန်လာတာဗောနော်ဒူဘိုင်းမှာတော့ airport ထဲမှာလုံတယ်ဒါပေမဲ့အခုတော့ပေါက်ပြားကင်နေတယ်ခါလေကြောက်လေကိုလိုချင်တဲ့အရာကိုမရောက်သေးတဲ့အချိန်မှာဘဝဆို1 year ရှိသေးတယ်ကျွန်တော်တို့1 year ရှိသမုဒ္ဒရာ1 dollar ဆိုတဲ့1 year ရှိသေးတယ်အဲ့ဒီ1 year အတွက်ကိုကျွန်တော်တို့ဖြည့်တင်းဖို့အတွက်လူမျိုးအလုပ်တွေကိုလည်းလုပ်တင်လုပ်ရတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အကိုတွေအမတွေပဲဖြစ်ဖြစ်မချောပါနဲ့ဒီနေ့ချိန်မှာကျွန်တော်တို့တွေအောင်မြင်တဲ့အတိုင်းဝိုင်းနေနဲ့ပြန်တွေးကြတာပေါ့